Like cái khắp giờ, like cái khắp giờ. Cho nó like giá mấy khắp giờ. Đã bị mẹ này à rồi mà giao điều nó ông mà cho nó xem. Ok, alo mình làm à, đến đây cho nó. View của lấy giao mình cho nó lấy gì chả, mà view lấy số đó, ô bao nhiêu cho nó được chỉ chăm, và nó đi lao số đó cho nó lấy bao nhiêu bạn này. Ok, alors second mới này cho nó lấy gì chả. Ok, let's go, tôi vào nhá. Ok, အခုကျွန်တော်တို့ဆိုရင်လမ်းတစ်ဝက်ကိုရောက်နေပါဖြစ်ပါတယ်ဒီနေရာဆိုရင်ဟိုဘက်ကိုတက်တက်သွားလိုက်ရင်ဒါဟေဝံရောက်တယ်ဒီဘက်ကိုရောက်တယ်ဆိုရင်တော့အခုကျွန်တော်လိုက်ပြမဲ့ view ကိုရောက်မှာဖြစ်ပါတယ်ဆိုတော့အပေါ်ရောက်ရင်ဘယ်လိုခံစားရမလဲဆိုရင်ကျွန်တော်ဒီ blog လေးကိုလိုက်ကြည့်ရပါတော့ Come on let's go ဟုတ်ပါပြီဒါနောက်ထပ်တဲ့နေရာရလို့လာပါပြီဒါကတော့လူတိုင်းသိထားပြီးသားဖြစ်တဲ့ K-view မြန်မာတော်တော်များများသိတဲ့နေရာဖြစ်ပါတယ် K-view တန်းဒီတိုင်းတက်တက်သွားပါဒီဘက် second အပေါ်မှာK-view တော်တယ်လားနော် Okay အပေါ်မှာတစ်ခါလိုက်ကြပေးမယ်ဘယ်နေရာလဲဆိုတော့ကဲလိုက်ကြည့်ကျွန်တော်တို့လိုက်ကြပေးမယ်နော်ဒါကျွန်တော်အပေါ်တက်လာပြီဆိုတာနဲ့ကျွန်တော်တို့သွားမဲ့ view point မရောက်ခင်မှာလမ်းမှာပါရှိတယ်ဆိုတော့ကျွန်တော်လိုက်ကြပေးတာဖြစ်ပါတယ်နော်ဒါကျွန်တော်ရဲ့ဘက်မှာဆိုရင်လိုင်ဟောင်းသွားတဲ့နေရာမန်ဂိုဘေးသွားတဲ့နေရာဒီမှာ sign board တွေပါရှိတယ်ပေါ့နော်ပြီးတော့ jet view ရဲ့မန်ဂိုဘေး view ရဲ့ကြတော့ဒီဘက်ကျွန်တော်သွားဖြစ်ပါတယ်ကျွန်တော်ရဲ့ဒီညာဘက်ပေါ့နော်အခုပြလာတာပုံစံတိုင်းဒီဘက်ကိုကြတော့လိုင်ဟောင်းရဲ့မန်ဂိုဘေးရဲ့ဒီဘက်ကိုသွားမှာဖြစ်ပါတယ်โอเคကဲအခုကျွန်တော်တို့သွားမယ့်နေရာကြတော့ဟိုရောက်မှသိကြမှာတူ let's go တော့ကြည့်ကြမယ်နော်ဟိုပါကျွန်တော်တို့သွားမနေရ Mango View Bike ကိုရောက်ရှိလို့လာပါပြီခင်ဗျာဒါပေမဲ့နေရာတော့မရောက်သေးဘူးเนาะအောက်မှာကျွန်တော်တို့ဆင်းအောင်မှာဖြစ်ပါတယ်တစ်စစ်အခုဒီပုံမှာကျွန်တော်လာတဲ့ချိန်ကတော့လမ်းလောက်နေတာပေါ့နော်ဆိုတော့ကျွန်တော်တို့အောက်ကိုဆင်းလို့လမ်းချက်သွားမလားဆိုင်ကသွားမလားဆိုတာကိုတော့အချိန်ကြီးရှိုးကြည့်လိုက်မှာပေါ့နော်ဆိုတော့ Okay အောက်ကိုသွားကြည့်မယ်ခင်ဗျာအချိန်ကြီးအများကြီးမကောင်းတော့ပါဘူးเนาะကဲသွားကြည့်အောင်ဆိုတော့အောက်ကိုမှရှိတယ်ပေါ့โอเคအခုကျွန်တော်ရုပ်ရှိလို့လာဖြစ်ပါတယ်ဒီထက်ကျွန်တော်ဝင်ပြပေးမယ်ထဲမှာပါရှိလို့ view back ကအရန်လှတဲ့နေရာဖြစ်တယ် Mango View Point let's go ကျွန်တော်ဝင်ကြီးတော့100ပေးရတာပေါ့နော်ไปဟုတ်လိုက်ကြာလာချမိုင်းတနင်္လာနေ့စကင်ဟိုင်ถ่ายဆိုတော့ review กันหนึ่งนะ2คนเท่าไหร่150อ่ะเอาคนละเดียวโอเคครับมาถ่ายกันโอเคอ๋อนี่กำลังสร้างใช่ไหมพี่กำลังสร้างนี้ใช่ปะอ๋อโอเคจ้ะต่อเติมใหม่ได้ใช่ครับใช่ตอนนี้หน้าโลแล้วเดี๋ยวมันหน้าหายเพิ่มมาเยอะโอเคถ้าจะไล่จำให้เล็กครับဆိုတော့ဒီထက်ကိုကျွန်တော်တို့တထင်းနဲ့လာတော့လူတွေအများကြီးရှိတယ်အခုကျွန်တော်လာတဲ့ချိန်ကတော့ Oh see Oh my god beautiful အရင်လှတယ်ခင်ဗျာမြင်တဲ့အတိုင်းပဲအပေါ်မှာစပွေးလာတယ်တကြီးပခက်လေးထိုင်ပြီးတော့ Oh my god see bro How possible? Okay, အပေါ်တက်လိုက်ပြမယ်အပေါ်မှာရှိတယ်ပေါ့ Let's go ဟုတ်တယ်จ้า Okay มาถึงแล้วจูนี่มาถึงแล้วแล้วล่ะบาบี้Okay เนี่ยสวยOkayရလို့လာပါပြီမြင်တဲ့အတိုင်းပဲ Oh my god beautiful Oh mommy go bigger you let me go bigger home nice ဟုတ်ကဲ့ပါအဆောင်တွေကြီးရှုပေးတဲ့တဲ့ချင်းစီကိုကျေးဇူးများတင်ပါတယ်ဒီ blog ကတော့ဘာမှထွေထူးတော့မရှိပါဘူးအဲ့လောက်ပါပဲเนาะဆိုတော့ view ကတော့မြင်တဲ့အတိုင်းအဲ့လောက်ပဲကျွန်တော်လာတဲ့လမ်းတစ်လျှောက်မှာလည်းလမ်းကတော့အခုနည်းနည်းကောင်းလာရေပေါ့နော်မိုးလည်းမမြောက်ဘူးဆိုတော့အင်းတော့လမ်းတိုင်းမကောင်းအခုကတော့လမ်းအရန်ကိုဆင်ပြေသွားပါပြီများဘယ်လိုမှဆိုလာလို့ရတယ်အဲကကြသားရလာနေကြတယ်โอเคအဲ့တော့ present အနေနဲ့နောက်ဆုံး view လို့ကျွန်တော်ပြပေးမယ်ကျွန်တော်တို့လိုက်ပြီးတော့ခံစားကြပါခင်ဗျာ